Hello အားလုံးပဲမင်္ဂလာပါညီကိုကျွန်တော်ရဲ့ဆရာဖြိုးပြန်ပြီးတချင်နေကနေညီကိုအားလုံးကိုပြန်နေကြလိုက်ပါကျွန်တော်ဒီနေ့ကတော့ကျွန်တော်19ရက်နေ့ပေါ့နော်19ရက်နေ့၄ရက်ပိုင်း2015ကျွန်တော်ဒီနေ့စနေနေ့ညအတွက်ကျွန်တော်လာပြီးတော့ပွဲကောင်းလေးယူပြဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာစနေနေ့ညတော့ကျွန်တော်ဒီနေ့3ပွဲယူပြထားတယ်ကျွန်တော်တပွဲကောင်းတစ်ပွဲယူပြမယ်ပြီးလို့ရှိရင်နောက်လည်းကျွန်တော်5 star တစ်ပွဲယူပြမယ်2 star တစ်ပွဲယူပြမယ်ကိုမိုင်းနော်5 star တစ်ပွဲယူပြမယ်ပြီးကျွန်တော်2 star တစ်ပွဲယူ2 star တစ်ပွဲယူပြမယ်နော်ဟုတ်ပြီလားအဲ့ဒီတော့ကျွန်တော်ဒီမှာအရင်ဆုံးဟိုပွဲရသွားနေကြ2 star နှစ်ပွဲရင်သွားမယ်နော်ညီကိုပြီးမှ5 star ပွဲတွေသွားမယ်အဲ့တော့ YouTube ကကြည့်နေညီကိုကျွန်တော် channel ကို follow မလားဒီ follow တော့ပြောချင်ပါတယ်နောက်တစ်ခုကကျွန်တော်ရဲ့ဒီ video လေးကို share ပေးလို့ရတယ် share ပေးတာကိုပြောချင်ပါတယ်လက်မလေးမလားဒီလက်မလေးထောက်ဆိုင်နေတာပါကျွန်တော်နော်နောက်ရက်ကျွန်တော်ဒီ channel မှာပုံမှန်တပွဲကောင်းလေးတင်ပေးပါမယ်ကျွန်တော်ဒီမှာ head and hand နဲ့ကျွန်တော် ban ပြီးလို့ပွဲကနေစပြီးတော့မယ်ကျွန်တော်ဒီပွဲကိုတော့ကျွန်တော်2 star ပွဲဖြစ်ရွေးချယ်ပေးထားပါတယ်ပွဲကတော့8နာရီပါကျွန်တော်အခု video လုပ်နေချိန်က4နိုင်ရှိပြီနော်ညီကိုအဲ့တော့ကျွန်တော်ဒီမှာဘန်ဟက်ဒိုင်းနဲ့ဘန်မီလေးကျွန်တော်ဗီဒီယိုကိုတူတူပဲသွားမယ်နော်ဘာလို့လဲဆိုတင်လို့ရှိရင်ဖိုင်ဆိုက်တွေကများလို့ညီကိုနော်အဲကြောင့်တင်ချာမှာကြောက်လို့ဟက်ဒိုင်းနဲ့ဘန်မီလေးကျွန်တော်ဒီပွဲကိုဟက်ဒိုင်းပေါ်ကြိုက်ပါတယ်နော်ဟက်ဒိုင်းပေါ်ကြိုက်တယ်ညီကိုတို့နော်အခုလက်ရှိပေါ်စီကတော့ကျွန်တော်တို့ဘန်မီလေးပေါ်ကနေပြီးတော့နှလုံးကို69နိုင်ကိုဖောင်ကြီးနေနေရောက်၄လုံးကို80နေနိုင်ကျွန်တော်ဒီဘက်မှာဟက်ဒိုင်းပေါ်ကြိုက်ပါတယ်အနည်းဆုံးဒီကောင်နေအိမ်မျိုးကိုကျွန်တော်တို့ဇီဝစီတီခံစားပါလိမ့်မယ်နော်အဲကြောင့်ငါကိုပြဖို့ကတော့ဒီဝေးခင်းပါလေ C1 ကြောင်းနေနဲ့quest ကခမဲပြီးတာပါနော်အဲတော့ကျွန်တော် headline body ချိန်ပါတယ်အဲ့တော့နောက်တစ်ပွဲနေနဲ့ကျွန်တော်ဒီမှာဗာပေးထားတယ်ဆိုကျွန်တော်တို့မာရော့ကနော်မာရော့ကနေည7နိုင်မှာကမ်မက်စပိန်လာလီကမာရော့ကနဲ့လီဂါနဲ့ဒီဘက်ကိုကြောင်းနေနဲ့ကိုပေါင်းဘော်လေးကိုချိန်ပါတယ်အခုလက်ရှိဖွင့်သေးကတော့မာရော့ကဘော်ဒီတစ်လုံး85နိုင်ကိုပေါင်းစစ်နေနေအောင်နှလုံး16နိုင်ပါနော်အဲ့ရောကျွန်တော်ဒီဘက်ကိုကိုပေါင်းဘော်လေးကိုချိန်ပါတယ်ခင်ဗျာနော်မာရော့ကနဲ့လီဂါနဲ့ကိုပေါင်းအပေါ်ပါနှလုံး16နိုင်နော်ကိုပေါင်းကြီးကနောက်ဆုံး 5 star တစ်ပွဲကတော့ကျွန်တော်ဒီမှာဟိုဟာည8နိုင်ကိုမှကံပဲအေဗာနဲ့မက်ဆီဒီပွဲပါနော်အေဗာနဲ့မက်ဆီဒီပွဲကျွန်တော်အခုလက်ရှိဒီပါကြီးရဆိုလို့ချင်းကျွန်တော်အနေနဲ့ကျွန်တော်ဒီဘက်ကည9နိုင်ခွဲမှာကံပဲညီတော့9နိုင်ခွဲလက်ရှိပေါ်ကြီးကကျွန်တော်မက်ဆီဒီတစ်လုံး69နိုင်ပေါ်ကြီးကကိုပေါင်းချင်းနေ3လုံး96နိုင်ဆိုပြီးတော့ဖွင့်ထားပါတယ်နော်ကျွန်တော်ခုညနေလုပ်နေချိန်က4နိုင်ပါနော်အဲ့တော့ Everton နဲ့ကျွန်တော် Man City Everton နဲ့ကျွန်တော်တို့အခုမှ Arsenal ကို1-1ခံစားထားတယ်နော် Liverpool တော့အဝေးမှာ1-1 ကျွန်တော်1-1ခံစားထားပါတယ်နော်အဲ့တော့1-1ခံစားထားအဲ့တော့ကျွန်တော်ဒီပွဲမှာ Man City ပေါ်ဒီချိန်ပါတယ်နော် Man City အနေနဲ့ကျွန်တော်တို့ဒီပွဲမှာရောင်းရပါလိမ့်မယ်နော်အဲ့တော့ညီကိုတို့အားလုံးပဲအကြိုက်တွေရိုက်လို့ရပါတယ်ကျွန်တော် Man City body ကို5 star တင်နေနဲ့ရွေးချယ်ပေးထားပါတယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကို follow လုပ်ပါသေး follow လုပ်တာကိုပြောချင်ပါတယ်ကျွန်တော်ပုံမှန်ညာတိုင်းလာပြီးတော့တပွဲကောင်းလေးယူပြမှာပေါ့နော်အဲ့တော့အားလုံးပဲကျွန်တော်ဒီညမှာယူပေးသွားခဲ့တာMan City body နောက်တစ်ခုကကျွန်တော်ဒီမှာမာရော့ကာကိုနော်ဒါ2 star တင်နောက်2 star တင်ကကျွန်တော် headline ကကျွန်တော် headline body နော်ဒီနေ့ဘက်က2 star တင်5 star တင်ကကျွန်တော်တပွဲကောင်းနေနေဆိုရင်လေ5 star တင်တပွဲကောင်းသွားကျွန်တော်Man City body ကြိုက်ပါတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါသေးညီကိုကျွန်တော်ဒီဗီဒီယိုကလောင်းတစ်ပဲရတော့ပါမယ်လက်မလေးဆက်နေပါ share ပေးလို့ရရင်ညီကို share ပေးတာကိုပေါ့နော် channel တစ်ပြည့်တော့ subscribe မလုပ်သေး subscribe လုပ်တာကိုပြောချင်ပါတယ်အားလုံးကျေးဇူးများကြီးပါတယ်ခင်ဗျာနော်